နေတာလေခင်ဗျနေတာ ရှေ့တကုံ ဟောအရှိတကူ It's Yangon. She's from Yangon about 1 hour quite far outskirts Okay. Okay. so ဒီကဒုတိယကြိမ်ခွင့်ပါ ခွဲပြီးသွားပြီ ခွဲပြီးသွားပြီ ဒုတိယချိန်ခွဲ ဒုတိယ ဒုတိယချိန်ခွဲ ဟောဒီဘက်ဘက်ကကိုဒီခွဲပြီးပြီ ဒီဘက်ကအရင်ခွဲပြီး ဟောဘယ်တော့ခွဲလဲ ဟို6လပိုင်း9ရက်နေ့ခွဲ June, she made left eye surgery Operation, in June this In June. year. In so June June this so year. 1 month ago she had operated on the တ left လားပဲ side ရှိသေးတယ် ဟုတ်လား Nala, 2 2 months months. and right side being operated today just done so ဒီဘယ်ဘက်ကမျက်လုံးမမြင်ရတာဘယ်လောက်ကြာပြီလဲခွဲရအခုအရင်အလုံးက အရင်ကလား ဟုတ်ကဲ့ အရင်ကဆိုလို့ရှိရင်နှစ်ဖက်လုံးကိုလုံးဝမမြင်ရ ဘယ်လောက်ကြာပြီလဲ ကိုယ်လေးတော့တစ်နှစ်လောက်တော့ရှိ ဆိုတော့ဟိုကအလင်းအောင်မြင်ရတာ အလင်းရောက်လည်းမမြင်ရဘူးမျက်စိနှလုံးတစ်လုံးကို မှောင်နေနေတာ ပြီးတော့မှောင်ပဲနေတယ် So she had it condition for 2 years. Since 2 years, she cannot see anything, even the light. It's all black. Already? Yeah, it's very dark, very Very dark. severe, very dark. Very cool. So အဲ့တော့ပထမလုံးခွဲပြီးတော့ဘယ်လိုခံစားရလဲ ခဏလုံးခွဲပြီးတော့ခွေးနဲ့နေလေကြောင်ဝင်းနေတာသွားခါရကဘာကြီးတော့ရောက်သွားတယ်လို့ပဲ ဒါဆရာဝန်တွေဆရာမတွေကိုရှိမှအများကြီးပဲဝင်းအရန်တာသွားတာပဲဘလို့တာသွားမှမသိပါဘူးဆိုရပါတော့ပြောရင်မျက်ရည်ထွက်မှာဆို Okay. ဟုတ်တယ်ဟုတ်တယ် ရန် Yeah, it's okay. ရန်ဝင်းတာသွားတယ်ဒီဘက်တစ်ဖက်ပြင်မှလည်းမသိလိုက် The ဘူး coordination ကြလိုက်နော် So အဲ့မတိုင်ခင်နှစ်တုန်းကအိမ်မှာဆိုတယောက်ကအမြဲကူရတာပေါ့တယောက်တည်းသွားလို့မရဘူး တယောက်တည်းသွားလို့မရဘူး ဘယ်သူကကူပေးလဲ ဘယ်သူကကူပေးလဲဆိုတော့ခလေးလေးလေခလေးလေး9နှစ်သမီးတယောက်ကူပေးတယ် ဟိုကမေ့သမီးလား ကြီး So 2 years back she cannot see anything at all. So she need to rely on 5 years old granddaughter for 2 years. So then 2 months ago she got operated, and like I said, the day it opened, then she feel that she came back to the world. Wow. Last time was everything was 回到 black. 世界的，重新回到 So it actually give her so she said she even feel teary. She wants to cry. So happy. We will give her the second life. That's why she come back. 给 So, 他们再生的机会。 how many member in your family you have? မိသားစုမှာ အိမ်မှာ အိမ်မှာဘယ်များရှိလဲ မိသားစုကလေအိမ်မှာတော့ရှစ်ယောက်ရှိတယ်ပေါ့ဒါပေမဲ့အပြင်တွေရောက်ကုန်ကြတယ် နေတာ အခုအတူတူနေတာဘယ်နှစ်ယောက်လဲဆို9ယောက်လား10ယောက်လား ကျမအဲ့တုန်းကအလုပ်သွားလုပ်နေရလို့6လအိမ်မှာမရှိဘူးဟုတ်ကဲ့ကျမမရှိကျမရဲ့သမီးလေးကအမေကိုအကုန်လုပ်ပေးရတယ်ရေတောက်ရှင်လည်းခတ်ပေးရတယ်ထမင်းစားရှင်လည်းထည့်ပေးရအကုန်လုပ် အိမ်လာသွားလဲ ဟုတ်ကဲ့ So this is a daughter, one of the daughter, 7 together in the family, but many of the 7人， young 他们家有7个人。 they are working outside. How old she is?